Hello မာမီစုပါဒီနေ့တော့ဖြည့်ဆက်စာကိုငကျင်းရဲ့ကစုံရွက်ရဲ့ကစုံဦးရဲ့ရွှေဖြုံသီးရဲ့ခဝဲသီးရဲ့နဲ့ကြွေးပါမယ်ရှင်စီအနေနဲ့ကတော့နေကြစီလက်ဖက်စားဆုံးတစ်စုံသုံးလာပါတယ်စီကိုအိုးရဲသို့ထည့်ပြီးတော့စီပူလာပြီဆိုလို့ရှိရင်ချက်သွန်ဖြူနေကိုစီတက်ပေးပါမယ်ချက်သွန်ဖြူနေလေးကိုတေချာစီတက်ပေးပြီးတော့လိမ့်လာပြီဆိုရင်ငါးထည့်ပြီးတော့လုံးပါမယ်ရှင်ငါးကိုတေချာနာလေးလုံးပေးရပါမယ်အညီနဲ့ပြအောင်လို့ပါငါးလုံးနာလေးကိုရပြီဆိုရင်စံနဲ့ပဲနဲ့ထည့်ပြီးလုံးပါမယ်ရှင်ငါးရဲ့စံနဲ့ပဲနဲ့ကိုတေချာလေးလုံးပေးပြီးသွားရင်အသီးရွက်လေးတွေစပြီးတော့ထည့်ပေးပါမယ်ရှင်အသီးရွက်ကတော့မိမိတို့ကြိုက်တဲ့အဆင်ပြေတဲ့မျိုးထည့်လို့ရပါတယ်အရင်ဆုံးတော့ခဝဲသီးထည့်လိုက်တယ်ရှင်ခဝဲသီးနဲ့တေချာလုံးပါမယ်ပြီးလို့ရှိရင်ရွှေဖြုံသီးထည့်ပေးပါမယ်ရှင်ရွှေဖြုံသီးကိုလည်းလုံးပြီးသွားရင်ကစုံဦးထည့်ပါမယ်ရှင်ကစုံဦးကထည့်လုံးပြီးသွားပြီဆိုလို့ရှိရင်တော့ရင်နွေးလေးထည့်ပြီးတော့နူးပြီးလာတဲ့ထိချက်ပေးရပါမယ်ရှင်မမီဆိုကတော့အရွက်တွေကိုနောက်ဆုံးမှပဲထည့်တယ်ပေါ့နော်အရွက်တွေကိုဒီဆန်နေအရှိဟာတီးနှံနေနဲ့ဆန်နေပဲတွေနူးလာပြီဆိုတော့မှပဲဒီအရွက်ကိုထည့်တယ်ပေါ့နော်အရွက်ကတော့မိမိတို့ကြိုက်တဲ့အရွက်သုံးနိုင်ပါတယ်နောက်ကစုံရွက်တို့ဟင်းနုနွယ်ပဲပင်မောက်မုံညင်းမိမိတို့ကြိုက်တဲ့အရွက်တွေကိုထည့်ပြီးသုံးပြနိုင်ပါတယ်အခုပြပြသွားတဲ့အရွက်တွေကဆိုရင် fiber ဓာတ်တွေအများကြီးပါဝင်တဲ့အတွက်ကလေးလေးတွေဝမ်းချုပ်တဲ့ကလေးလေးတွေအတွက်ကိုတော့အင်မတန်ထောက်ကူပြုပါတယ်တတရဝမ်းချုပ်တဲ့အတွက်အဲ့ဒီအရွက်လေးတွေကိုတော့အမြဲထည့်ကြွေးဖြစ်တဲ့ပေါ့နော်အရေးလေးတွေလည်းခန်းတော့ဖြစ်လာပြီဆိုလို့ရှိရင်တော့ကြိတ်ပါမယ်ငါးကိုလည်းတခြားလေးယူနှွှင့်ပေးရပါမယ်ရှင်ဒါကတော့ကြိတ်ထားတာပေါ့နော်ဘေးကတော့ဒါတတကိုထမင်းနဲ့ကြွေးဖို့အတွက် soup လုပ်ထားတာပါ